ခါတလေကျွန်တော်တို့ဘဝမှာတိတ်ဆိတ်ငြိမ်သက်စွာနေခြင်းကအင်မတန်မှကောင်းတဲ့အရာဖြစ်ပါတယ်တန်ဖိုးကြီးတဲ့အရာကိုလည်းဖြစ်စေပါတယ်ဆိုတော့ပုံပြလေးတစ်ပုဒ်ရှိပါတယ်တခါတော့ကအေယာဝတီမြစ်ဘေးမှာအင်မတန်မှစီကားတဲ့ရွာလေးတစ်ရွာမှာတငယ်ချင်း2ယောက်ရှိပါတယ်မောင်ထူးနဲ့ကိုအောင်ဆိုတဲ့တငယ်ချင်း2ယောက်နေကြပါတယ်မောင်ထူးကတော့စကားပြောရမြန်ပြီးတော့ဟာသားညံနဲ့ရှိလေတွတ်တွတ်လက်လက်နေပြီးတော့လူတွေအာယုံစိုက်တာကိုသဘောကျတဲ့လူဖြစ်ပါတယ်ကိုအောင်ကတော့စံကျင်ဘက်ဒီငြိမ်နေပြီးတော့အရာကိုစဉ်းစားတွေးခေါ်ဆင်ခြင်တာကိုသဘောကျတဲ့လူဖြစ်ပါတယ်ဒီနေ့မှာတော့သူတို့နေတဲ့ရွာလေးကိုကုံတယ်တူလာပါတယ်တန်ဖိုးကြီးတဲ့ပစ္စည်းတွေပိုးထည်တွေကြောက်မြက်ယတနာတွေပြည့်နေတဲ့လှဲကိုစီးလာပြီးတော့ရွာကိုရောက်လာတာပေါ့ရွာကရှိတဲ့လူတွေကလည်းကြည့်ကြတယ်ပစ္စည်းတွေကိုကြည့်ကြတာပေါ့အဲ့ဒီမှာကုံတယ်တူကသူကရွာကိုဖောက်တယ်ချချင်တာလားဘာလို့ချင်တာလဲတော့မသိပါဘူးပဟေနိစမ်းဖို့သူကလှုပ်လိုက်တယ်သူကပဟေနိဘယ်လိုဖွက်တယ်လဲဆိုရွှေထက်တန်ဖိုးကြီးပြီးတူရိယာတန်ထက်တာယာပေမဲ့လူတွေတတိမထားမိတတ်တာကဘာလဲဆိုပြီးတော့ရွာသားတွေကိုမေးတာပေါ့ဖြေနိုင်တဲ့သူကိုစုကြီးမတန်ဖိုးကြီးတာကိုပေးမယ်ဆိုပြီးတော့ပြောတဲ့ခါမှာရွာသားတွေကသူ့ထက်ငါအလူအရက်ဖြေကြတာပေါ့အဲ့ဒီမှာတွတ်လက်ဖြစ်တဲ့မောင်ထူးကလည်းချက်ချင်းပဲရှေ့ကိုတိုးထွက်လာပြီးတော့သူ့မျက်လုံးတွေသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ဒါလွယ်လေးပါပဲဆိုပြီးတော့သူပြောလိုက်တယ်ဒီအရာကရွှေတောင်ကြီးတစ်ခုဖြစ်ရမယ်အဲ့ဒါတဲ့တန်ဖိုးကြီးတာဘာမှမရှိဘူးဆိုပြီးတော့ဖြေတာပေါ့ကုံတယ်ကတဲ့ခက်ရဲလေးပြုံးပြီးတော့ခေါင်းခါလိုက်ပါတယ်တခြားရွာသားတွေကလည်းသူ့ထက်ငါပြန်ပြီးဖြေကြတော့မှန်နေစပါးခင်းသချင်းတပုတ်ဒါမှမဟုတ်မိသားစုအဖေမေစသဖြင့်အမျိုးမျိုးဖြေကြတာပေါ့တရားမှမမှန်ကြပါဘူးအဲ့ဒါနဲ့လက်မလျှော့တတ်တဲ့မောင်ထူးကလည်းထပ်ပြီးသူစူးစမ်းပြီးတော့ဖြေတာပေါ့ပွဲတော်ကြီးဖြစ်ရမယ်ဒါမှမဟုတ်ဘီရင်ကြီးတဘာဘာဖြစ်ရမယ်ဒါမှမဟုတ်ကျယ်တော်တဲ့အတန်ကြီးတစ်ခုဖြစ်ရမယ်စသဖြင့်အမျိုးမျိုးဖြေတာပေါ့ဆိုတော့လူတွေကတော့အလူရက်ဖြေနေချတဲ့အချိန်မှာတော့ကျွန်တော်တို့ကိုအောင်တိတ်ဆိတ်စွာနေတတ်တဲ့ကိုအောင်ကတော့လူအုပ်ရဲ့တောင်လေးမှာအေးစိတ်ရက်ပြီးတော့သူတို့ကိုကြည့်နေရပါပြီးတော့သူစဉ်းစားနေရပါအဲ့ဒါနဲ့ကုံတယ်ကသူ့ကိုမြင်လိုက်တယ်မြင်တော့သူ့နာကိုသွားပြီးတော့မေးတာပေါ့ကဲညီလေးမင်းကောဘယ်လိုထင်လဲကွာညင်တာလေးနဲ့မေးလိုက်တာပေါ့အဲ့နဲ့ကိုအောင်ကလည်းခဏတော့စဉ်းစားတုံးဆိုင်ပြီးတော့မှတိုးလေးသူကပြန်ပြီးဖြေလိုက်တယ်တိတ်ဆိတ်ချင်းပါဆိုပြီးတော့ဖြေလိုက်တာပေါ့တိတ်ဆိတ်ချင်းပါဆိုပြီးတော့တန်တိုးလေးနဲ့ဖြေတဲ့အခါမှာကုံတယ်ကအံ့ဩပြီးတော့မျိုးလုံးတွေပြူသွားတယ်ပြီးတော့မှကိုအောင်ကိုကြည့်ပြီးတော့မင်းပြောတာမှန်တယ်ဆိုပြီးတော့ဖြည်းဖြည်းလေးပြန်ဖြေလိုက်ပါတယ်အဲ့ဒါနဲ့လူအုပ်ကြီးကလည်းအံ့ဩပြီးတိတ်ဆိတ်သွားကြတာပေါ့အဲ့ဒါနဲ့ကုံတယ်ကလည်းသူပြောထားတဲ့အတိုင်းပဲဒီကိုအောင်ကိုစုပေးပါတယ်ကြောက်စိမ့်တကယ်တန်ဖိုးကြီးတဲ့ကြောက်စိမ့်စုလက်ကိုအောင်ကိုပေးခဲ့ပါတယ်ဆိုတော့မောင်ထူးကတော့အံ့ဩစွာနဲ့ပဲကြည်နေပါတယ်သူကအများကြီးဖြေပြီးတော့မမှန်ဘူးပေါ့နော်အဲ့ဒါနဲ့ကိုအားကြတိတ်ဆိတ်နေပြီးတော့စကားလည်းအများကြီးမပြောဘူးတခွန်းလေးပဲဖြေလိုက်တဲ့ရမှန်သွားဆိုတော့သူ့တငယ်ချင်းမောင်ထူးကလည်းဒါကိုအံ့ဩသွားတာပေါ့ဆိုတော့ဒီပုံပြင်တွေကဘာကိုပြောချင်လဲဆိုတော့တခါတလေကျွန်တော်တို့တိတ်ဆိတ်နေခြင်းအင်မတန်မှကောင်းတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့တွေ့ကြုံတဲ့အရာကျွန်တော်ဘဝမှာမြင်ရတဲ့အရာတွေအားလုံးပေါ်မှာစိတ်လုံးနဲ့ဖြည့်ရှင်းနေရတာထက်တိတ်ဆိတ်နဲ့တေချာစွာချင်းပိုင်းခြားစဉ်းစားတွေးခေါ်ပြီးတော့အဖြေရှာခြင်းဟာကျွန်တော်တို့ဘဝအတွက်ကောင်းကျိုးတွေဖြစ်စေတယ်ဆိုတော့ပုံပြင်သင်ခန်းစာတွေဖြစ်ပါတယ်နားထောင်ပေးတဲ့လူတွေကိုအားလုံးကိုကျေးဇူးတင်ပါတယ်